ဒီဗီဒီယိုကတော့ပထမဆုံး customize design ကိုရိုက်ပေးဖြစ်တာလေးပါခု design လေးကတော့ customer ကသူ့ရဲ့ favorite GL series အတွက်ဖြစ်တဲ့ Make Love အတွက်ရဲ့ logo ကိုရင်ဘတ်နဲ့နောက်ကျောမှာလိုချင်တယ်ဆိုလို့စိတ်ဝင်စားဖြစ်အောင်ဖန်တီးပေးထားပါတယ်ခင်ဗျကျွန်တော်တို့မှာ channel ကတင်ထားတဲ့ Shibuya design တွေအပြင်လူချင်းတို့ရဲ့စိတ်ကူးထားတဲ့အတိုင်းစိတ်ကြိုက် design များစွာကိုလည်းလိုချင်တဲ့အင်ဂျီအသားလိုက်မှာလို့ရပါတယ်ခင်ဗျ GSM 220 GSM 240 နဲ့ area အသားဖြစ်တဲ့ GSM 350D စီမှာစိတ်တိုင်းကျ design တွေကိုကိုယ်တိုင်ဝတ်ချင်လို့ပဲဖြစ်ဖြစ်လက်ဆောင်ပေးခြင်းလို့ပဲဖြစ်ဖြစ်တစ်ထည့်အစားပြီး customize လုပ်ပေးနေပါပြီခင်ဗျကျွန်တော်တို့မှာ customize tees တွေမှာမယ်ဆိုရင်လက်ဆောင် sticker အပြင် clothing tag ပါတက်ပေးပြီးတော့ neck label ပါရိုက်ပေးပါလိမ့်ခင်ဗျpackaging ကတော့ဗီဒီယိုထဲကအတိုင်းစနစ်တကျထုတ်ပိုးပေးပြီးပို့ဆောင်ပေးပါရခင်ဗျ။ဒီစိတ်တွေကိုတော့ Fiverr နဲ့ Telegram ပြင် TikTok DM မှာလည်းဆက်သွယ်မှာစုံစမ်းနိုင်ပါတယ်ခင်ဗျာ။